visual ဆက်ဖျောင်းလဲနည်းလေးပြောပြမယ်နော်သူကဒါမျိုးလေးခုံခုံလေးလှက်လိုက်နော်လှက်လိုက်ရင်သူကဒါမျိုးလေးလာတယ်ဒါမျိုးလေး class ဆို t class ဆိုပေါ်လာရင်ဒီမှာအောက်ကနေပြီးတော့ဆွဲထုတ်လိုက်နော်ဆွဲထုတ်လိုက်ဟုတ်ပြီဆွဲထုတ်လိုက်ပြီးတော့ဆိုရင်ဒါကျွန်တော်ဟိုဖျောင်းအဟောင်းပေါ့နော်အကောင်ဒီမှာသူကဒီမှာမောင်းလေးရှိရပြီးတော့နော်အဲ့ဒီမောင်းလေးကိုနှိပ်လိုက်နော်ဟောကွာသွားရင်နော်အဲ့ဒါဆိုရင်ဒါလေးကိုနှုတ်လိုက်ပြီးတော့ဆိုရင်ဒါကိုဆွဲလိုက်ရွက်အစားလေးကိုလည်းဆွဲလိုက်နော်ဆွဲရွက်ဆိုရင်ဒီမှာအောက်မှာရောက်မှာဒီမှာတစ်ကလေးရှိရနော်တစ်ကလေးကိုဖြုတ်လိုက်နော်ဒီမှာဟောဖျောင်းလေးဒီမှာတည်သွားလိမ့်မယ်နော်ဒီမှာတစ်ကလေးပြုတ်သွားရင်နော်ပြုတ်သွားဆိုရင်ဒီမှာရပြီးတော့လှည့်ပြီးတော့ဆွဲဖြုတ်လိုက်နော်ဒီမှာတည်ပြုတ်သွားရင်နော်အဲ့ဒါပြန်ပြီးတော့ခောက်ပြီးတော့တိတ်နော်တိတ်ခောက်ပြီးတိတ်တဲ့နေရာမှာဒီဆေးတွေအများရှိတဲ့ဘက်စလိမ့်နော်ဒီဘက်သူကစင်စာရှိတယ်ဒီဘက်စင်စာမှာဆေးတွေပြီးသွားပြီဆိုရင်တစ်ခါကျဒီ drawing error ဖြစ်တတ်တယ်နော်ခဏလေးဒါခုနကကျွန်တော်တို့ဖြုတ်လိုက်တဲ့ drawing လုံးနော်အစဒီ drawing လုံးကိုဖြုတ်ဒီအတစ်ကိုဖြုတ်လိုက်တော့ဒီဘင်းကြီးကလဲသွားတာပေါ့နော်ဒီဘင်းကြီးကလဲသွားပြီးတော့ဘာမျိုးဖြစ်သွားမလဲဒီကျွန်တော်တို့ဒီဖျောင်းညက်တဲ့ဟာအောက်ရောက်သွားမှာပေါ့နော်အဲ့ဒါအောက်မရောက်အောင်ဒီပေါ်ပြန်ပြီးတော့သူတစ်ကြသွားအောင်လေဒီမှာ arrow ရှိရနော်မြားနှစ်ခုကိုတဲ့လိုက်ပါနော်ဒီမှာတက်ဆိုတဲ့ပါရင်နော်တဲ့ပါဆိုသူကဖျောင်းမှာကကြောင်ချိုးချိုးဘက်နဲ့ဒီမှာကြမ်းကြမ်းလေးဘက်ကရှိတယ်ဒီကြမ်းကြမ်းလေးဘက်ကိုဒီဘက်မှာအုပ်ရမှာနော်